လူဝင်းကြောင့်နဲ့တရားဟောပလင်မော်တက်ရုံနဲ့မကဘဲနဲ့တန်ဃာရီလိုတရားစခန်းမှာထောင်လို့လူပြောများနေတဲ့တဝဲဖို့သူတော့မင်္ဂလာပါရှင်ကျမရဲ့ page လေးကနေပရိသတ်ကြီးကိုပြန်လည်ကကြိုဆိုလိုက်ရပါတယ်အချိန်မှာမြန်မာနိုင်ငံကမကြသေးခင်ကစားလို့ဇက်တိုင်းဆိုသလိုဖြစ်ပေါ်နေတဲ့သာသနာတော်ကိုမထေမဲ့မြင်ပြုသလိုဖြစ်စေတဲ့စိတ်မချမ်းမြေ့ပွင့်အားအကြောင်းအရာတွေအများကြီးဖြစ်နေရပါအားလုံးသိကြတဲ့အတိုင်းလွန်ခဲ့တဲ့ရက်ပိုင်းတွင်မှာပဲသာသနာတော်နဲ့ပတ်သက်ပြီးတော့လူအများရဲ့ဝေဖန်ခြင်းကိုခံခဲ့ရတဲ့ဖြစ်ရပ်တွေတစ်ခုပြီးတစ်ခုပေါ်ပေါက်ခဲ့ပါတယ်ပထမအဆုံးအနေနဲ့တရဏဂုံတင်တေးသွားတွေကို night club ထဲမှာ DJ တီလုံးနဲ့အတူကောက်ခုံဖျော်ပြခဲ့တဲ့ DJ Violence ရဲ့ဖြစ်စဉ်မှာဒီလိုဖြစ်ရတဲ့ဟာဗုဒ္ဓဘာသာဝင်တွေရဲ့နှလုံးသားကိုအလွန်ထိခိုက်စေခဲ့ပြီးတိတ်မကြခင်မှာပဲသက်ဆိုင်ရာကထိမ့်သိမ်းရေးယူခဲ့ရပါတယ်။အဲဒီဖြစ်စဉ်ရဲ့ခရဲမထခင်မှာပဲမော်ပြည်နယ်မိုးရုံမြို့နယ်မှာသူ့ကိုယ်သူနောက်ပွင့်တော့မယ်ဖျားလာပိတကတ်သုံးပုံမေတော်ကြီးလို့ကြီးညာပြီးတော့မြို့သမီးတို့ဖြစ်ပါလျက်နဲ့တန်ဃာတော်များသာအုံပြုထိုက်တဲ့တန်ဃာတော်ပလင်မော်တန်ထီးပြူစားပြီးတော့တရားဟောခဲ့တဲ့အမျိုးသမီးကိုလည်းသာသနာတော်ညှိုးလွှမ်းစေမှုနဲ့အရေးယူခဲ့ရပြန်ပါတယ်။ဒီဖြစ်ရပ်တွေမဖြစ်သေးခင်မှာပဲအခုတတိယမြောက်ဖြစ်စဉ်တစ်ခုကတနင်္သာရီတိုင်းတဝဲမြို့မှာထပ်မံပေါ်ပေါက်လာခဲ့ပြန်ပါပြီ။ဒါကတော့ဥယေချင်းလို့ခေါ်တဲ့လူဝိကြောင်အမျိုးသားတို့ကရိတ်သားဖွင့်တရားစခန်းထောင်ပြီးတော့တန်ဃာတော်တစ်ပါးလိုပလင်မော်တန်တရားဟောခဲ့တဲ့ဖြစ်ရပ်ပါပဲ။ဖြစ်စဉ်အသေးစိတ်ကတော့တဝဲမြို့ဝဲကျွန်းထိန်လန်းရက်ကွက်မှာဥယေချင်းဆိုသူဟာရထဘူတာပရိယတိသာသနာရိပ်သာဆိုတဲ့အမည်နဲ့သာသနာအဆောင်နဲ့တိစားပြီးတော့တရားစခန်းဖွင့်လှစ်ခဲ့ပါတယ်။သူဟာဒိဋ္ဌံဝင်သူတွေတရားထုတ်သူတွေကိုတရားပြသပေးရကနေနောက်ပိုင်းမှာတော့တန်ဃာရိပ်သာအသုံးပြုတိုက်တဲ့ပလင်ဘော်တန်ထီပြူဆောင်ရက်တောင်ကိုင်းပြီးတော့တရားဟောတဲ့အထိကိုပြုလုပ်ခဲ့ပါတယ်။ဒီလိုရက်တွေဟာလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့ပြီးတဲ့နောက်မှာတော့ဗုဒ္ဓဘာသာဝင်တွေအကြောင်းဝေဖန်မှုတွေပြင်းထန်စွာထွက်ပေါ်လာခဲ့တာပေါ့။အနိကသိရှိတဲ့ဆရာတော်တစ်ပါးရဲ့မိန့်ကြားချက်အရဆိုရင်ဥယေချင်းဟာတရားဟောတာတွေပြင်ပေးတင်လဲဟောကြားသူတို့ဖြစ်ပြီးဒီလုပ်ငန်းကိုသူ့ရဲ့ဖခင်စီကနေလက်ဆင့်ကမ်းခဲ့တာလို့သိရပါတယ်။စာပိုင်းမှာတော့ရိုးရိုးတာမန်သားဖြစ်ပေမဲ့2025ခုနှစ်နောက်ပိုင်းမှာတော့တန်ဃာတော်ရဲ့အသုံးဆောင်ပစ္စည်းတွေကိုအသုံးပြုပြီးပလင်မော်တက်လာတာကြောင့်ခုလိုမျိုးအရေးယူခံရတာဖြစ်လာပါတယ်။လူဝိကြောင်တယောက်နေနဲ့တရားဟောပြောခွင့်ရှိပေမဲ့တန်ဃာတော်ရဲ့အသုံးဆောင်ဖြစ်တဲ့ပလင်ထီးဖြူရက်တောင်တို့ကိုအသုံးပြုခွင့်လုံးဝမရှိပါဘူး။ဒါဟာဝင်ကြီးတော်နဲ့မကြီးသလိုသာသနာတော်ရဲ့အနှစ်သာရတွေကိုမင်းမိန်စေတဲ့ရုပ်ဆိုအကြီးတန်းစေတဲ့လွယ်တစ်ခုဖြစ်တယ်လို့လည်းဆရာတော်ကမိန့်ကြားခဲ့ပါတယ်။ဒီသတင်းတွေပြန့်နှံ့ပြီးတဲ့နောက်စက်တင်ဘာလ25ရက်နေ့ညနေပိုင်းမှာတော့သက်ဆိုင်ရာမြို့နယ်တန်ခါနိုင်ကဖွဲ့သာသနာ့ဦးစီးဌာနနဲ့ရဲတပ်ဖွဲ့ဝင်တွေကဥယျာဉ်ချင်းကိုသူဖွင့်လှစ်ထားတဲ့ဓမ္မယုံမှာပဲတောင်းရောက်ထိန်းသိမ်းခဲ့ပြီးတဝဲမြို့မှာရဲစခန်းမှာအမှုဖွင့်အရေးယူဖို့ဆောင်ရွက်နေတယ်လို့သိရှိရပါတယ်ရှင်။ဒီဖြစ်ရပ်တွေကိုခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် DJ Violence ရဲ့လောကဟာမတိနာမလည်မှုလောကဲမှုတွေကြောင့်လို့ဆိုနိုင်ပေမဲ့မွန်ပြည်နယ်ကမေတော်တဝဲကဥယျာဉ်ချင်းတို့ဟာလောက်ရက်တွေကတော့သာသနာတော်ရဲ့နယ်နိမိတ်ကိုတည်တဲ့နဲ့ကျွတ်ကြော်ရမ်းရောက်နေပါတယ်။ဒါဟာဗုဒ္ဓဘာသာဝင်တွေအားလုံးအတွက်အချက်ပေးခေါင်းလောင်းတဲ့တစ်ခုလိုပါပဲ။ခုချိန်မှာဘာသာသာသနာတော်ကိုညှိုးနှောင်းအောင်လုပ်သူတွေတိတ်များလာတာပါ။ယခုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောတန်ဃာရီထိုင်တဲ့ပလင်မော်တက်တဲ့တဝဲကဖိုးသူတော်နဲ့မွန်ပြည်နယ်ကမေတော်အပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေပြောသွားကြပါအောင်ရှင်။